ကာရာဘောင်ဖလာဒူရီယာအဆင့်မှာချက်စီနဲ့စပါတို့အောက်တန်းအသင်းတွေနဲ့ကစားရမှာလည်းဖြစ်ပါတယ်ကာရာဘောင်ဖလာပြိုင်ပွဲဒူရီယာအဆင့်ပွဲစဉ်တွေရေးဆွဲခဲ့ရမှာတော့ပရီးမီယာလိထိပ်သီးအသင်းတွေဖြစ်ကြတဲ့ချက်စီနဲ့စပါတို့ကတော့အောက်တန်းအသင်းတွေနဲ့တွေ့ဆုံနေခဲ့တာဖြစ်ပါတယ်ချက်စီအသင်းကတော့လီ1ကလပ်ဖြစ်တဲ့လူဒန်အသင်းနဲ့အိမ်ဝင်းမှာကစားရမှာဖြစ်ပြီးတော့စပါအသင်းကလည်းချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ချာတန်အသင်းနဲ့အိမ်ဝင်းမှာပဲရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်ချက်စီနဲ့စပါအသင်းတို့ကတော့ပြီးခဲ့တဲ့ရာသီကဥရောပဝင်ခွင့်မရခဲ့လို့လီဖလာကိုဒုတိယအဆင့်ကနေပြီးတော့ရှင်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်ဥရောပဝင်ခွင့်ရတဲ့ပရီးမီယာလိကလပ်ကိုအသင်းကတော့လီဖလာကိုတတိယအဆင့်ကပဲစတင်ကစားရမှာလည်းဖြစ်ပါတယ်လီဖလာဒုတိယအဆင့်မှာပရီးမီယာလိကလပ်အချင်းချင်းထိပ်တိုက်တွေ့ဆုံမှုအဖြစ် Nottingham Forest အသင်းနဲ့လီအသင်းတို့ထိပ်တိုက်တွေ့ဆုံနေရလည်းဖြစ်ပါတယ်။အသင်းကတော့ August လ22ရက်နေ့မှာပရီးမီယာလိအဖွင့်ပွဲအဖြစ် Nottingham Forest ကွင်းမှာရင်ဆိုင်ရဖို့လည်းရှိနေတာဖြစ်ပါတယ်။ Everton အသင်းဖြစ်တဲ့နီးပြ David Moyes ကတော့သူ့ရဲ့နီးပြဘဝစတင်ခဲ့ရာ Preston အသင်းကွင်းမှာတော့တွားရောက်ကစားရဖို့လည်းရှိနေတာဖြစ်ပါတယ်။အခြားပရီးမီယာလိအသင်းတွေထဲမှာတော့ Newcastle အသင်းက West Brom နဲ့အိမ်ကွင်းBrentford အသင်းကတော့ Birmingham အသင်းနဲ့အဝေးကွင်း Hull City အသင်းကတော့ Stoke City အသင်းနဲ့အဝေးကွင်း Fulham ကတော့ Wimbledon အသင်းနဲ့အိမ်ကွင်းမှာရှင်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ Coventry City ကတော့ Plymouth နဲ့အဝေးကွင်းမှာတွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ပထမအဆင့်ရောအခုဒုတိယအဆင့်မှာပါတောင်ပိုင်းနဲ့မြောက်ပိုင်းခွဲပြီးတော့ပွဲစဉ်တွေရေးဆွဲခဲ့တာလည်းဖြစ်ပါတယ်။လီဖလာဒုတိယအဆင့်ပွဲစဉ်တွေကိုတော့ August လ25ရက်နဲ့26ရက်တွေမှာကစားသွားကြမှာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကောင်းဆောင်ဖြစ်တဲ့အာရူယိုကိုလီဗာပူးအသင်းကအငှားနဲ့ခေါ်ယူတဲ့တဲ့တင်ပဲဖြစ်ပါတယ်။လီဗာပူးအသင်းကတော့ဘာစီလိုနာအသင်းကောင်းဆောင်အာရူယိုကိုရာသီကုန်အထိငှားနဲ့ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဥရုဂွေလေးစင်နောက်ခံကစားသမားဖြစ်တဲ့အာရူယိုရဲ့အခုပြောင်းရွှေ့ခြင်းမှာတော့လီဗာပူးအနေနဲ့အပြည့်သက်ခေါ်ယူခွင့်ရရှိတဲ့အချက်လည်းပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။အသက်28နှစ်ရှိပြီဖြစ်တဲ့အာယူကတော့နောက်ခံအတွင်းလူဖြစ်တာမကညာနောက်ခံနေရာမှာလည်းကစားနိုင်သူလည်းဖြစ်ပါတယ်။တမိုင်းကြောင်းများစွာရှိတဲ့ဒီကလပ်အသင်းကြီးကိုရောက်လာလို့ကျွန်တော်အရန်စိတ်လှုပ်ရှားမိပါတယ်။အသင်းပေါ်တွေနဲ့တွေ့ဆုံရတာဒီကလပ်နဲ့အတွက်စတင်ကစားရမှာတွေကိုစိတ်လှုပ်ရှားမိပါတယ်ကျွန်တော်ကစားသမားဘဝလက်ရှိအခြေအနေမှာဒီအပြောင်းရွှေ့ကကောင်းမွန်တဲ့ပြောင်းရွှေ့မှုတစ်ခုပဲဖြစ်ပါတယ်။ဘာဘူးအသင်းကစိတ်ဝင်စားနေတယ်လို့ကြားသိရတာအရာတိုင်းကတော့အမှန်တကယ်လင်းမြန်စွာနဲ့ဖြစ်ပျက်ခဲ့ပါတယ်လို့အာယူဟိုကပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။လီဗာပူးအသင်းကတော့ကိုနာဒေးရဲကိုပြောင်းရွှေ့ခဲ့လို့အာယူဟိုနဲ့ခန်းစင်းပိုင်းကိုပြန်လဲအစားထိုးခဲ့တာလည်းဖြစ်ပါတယ်။အာယူဟိုကတော့2018ခုနှစ်ဥရုဂွေကလပ်ဘစ်စတိုရိုဘာကနေပြီးတော့ဘာစီလိုနာကိုရောက်ရှိခဲ့ပြီးတော့ပြိုင်ပွဲစုံပွဲ200ကျော်ကစားခဲ့တာလည်းဖြစ်ပါတယ်။သူကတော့ဘာစီလိုနာအသင်းနဲ့အတူလာလီဂါဖလား3ကြိမ်စပိန်စူပါဖလား3ကြိမ်နဲ့စပိန်ဘီယန်ဖလား2ကြိမ်စကူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီမှာတော့ကိုသမားစတီဂန်အသင်းကထွက်ခွာသွားချိန်မှာတော့ဘာစီလိုနာအသင်းကောင်းဆောင်ရာထူးကိုဆက်ခံခဲ့တာလည်းဖြစ်ပါတယ်။အာယူကတော့ဘာစီလိုနာအသင်းနဲ့2031ခုနှစ်အထိစာချုပ်သက်တမ်းရှိနေတဲ့သူလည်းဖြစ်ပါတယ်။